တီလာလည်းမြဲတယ်မင်းကနှလုံးသားလည်းလှတယ်လီလီအရှိကထွက်လာတဲ့နေအောင်မှာရေဆိုနေတဲ့မင်းလက်ကလေးဖြန့်ပြီးတနေ့တာဘဝတဲ့တည်ငြိမ်စွာမင်းတိုးဝင်သွားခဲ့ပြီစစ်မရောက်ခင်မြားကုန်တာမဟုတ်ဘူးမင်းကဘာမြားမှမရှိပဲစစ်ကိုရင်ဆိုင်ခဲ့တာပန်းသည့်အကြောင်းမင်းမပြောဘူးမော်တော်ကားအကြောင်းမင်းမပြောဘူးမိုးလင်းရင်မင်းပါပေါ်ပကွက်လေးနှစ်ခုပြစ်တင်လိုက်ပြီးတနေ့ကုန်ဘာမှမရှိလဲမင်းကပြုံးနေတော့တာပဲတရားဓမ္မတဲ့မင်းဖလင်ပြားတိုင်းမှာဘယ်အခန်းကပဲဖြစ်ဖြစ်ငါပါပါရစေလီလီဖြစ်နိုင်ရင်32ပုံရဲ့ဘေးနားမှာမင်းနာမည်နဲ့ဘုံလေးထားပြီးငါနေကျင်တာတနာစိတ်အခန့်ရှိသူမင်းကိုတန်လန်းဆိုတာယထာဖြတ်ဖို့အတွက်ပဲဆိုတဲ့အကြောင်းငါသေချာရှင်းပြမယ်လီလီရေလောကမှာတိမ်နဲ့မိကိုကွဲပြားဖို့လိုတယ်ဆိုတာမင်းကိုထပ်ပြောပြရမယ်ပြောတာပြောရတာမင်းအခက်တွေးမှုတွေကြုံတဲ့အခါငါလဲမင်းလက်ကလေးကိုကင်ပြီးမှဘာဆက်လုပ်ရမလဲတွေးတဲ့ကောင်ပါအနောက်ထဲနေဝင်သွားတော့လဲတကားကိုပိတ်မီးလုံးကလေးဖွင့်ပြီးဖျားစဉ်ရှေ့မှာမျက်လုံးလေးမှိတ်ပြီးမင်းရှစ်ခိုးပြန်တယ်လီလီရေနေကြပန်းတွေပွင့်တာမဆောင်နဲ့တော့အငင်းဝကြတွေအားလုံးကိုငါခါချလို့မင်းပုံနာမှာငါအမြဲရှိနေပါမယ်ထွန်းသွေးအိမ်